တ
ရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ငါပေးသောပြည့်ညက်တရားတော်ရှိတဲ့များတို့ကိုတစ်သက်လုံးစောင့်ရှောက်နေကြောင်းဘိုးဣသရေလလူနာထောင်တော်ငါတို့ဘုရားသခင်ထာဝရဘုရားသည်တဆုရဲသောထာဝရဘုရားဖြစ်တော်မူ၏သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးကျွေးမဲ့အစွမ်းရှိတဲ့များနဲ့ချစ်တော်ယခုငါမှာထားသောစကားကိုနှလုံးသွင်းရမည်ဘုရားမှာထားတဲ့စကားကိုကျွန်တော်တို့နှလုံးသားထဲမှာမလွဲမသွေသွင်းထားရမှာဖြစ်တယ်အဲ့ဒီစကားကိုသင်ဤသားသမီးတို့ဟာကြိုးစား၍တုံ့ပြန်ရမယ်ကိုယ်သားသမီးတွေကိုယ့်အိမ်မှာရှိတဲ့သားသမီးတွေကိုတုံ့ပြန်ရမယ်အိမ်သားထားတဲ့နေဖြစ်စေဒီသွားဖြစ်စေအဲ့ဒီထားတဲ့ရှိဖြစ်စေထိုစကားကိုပြောရမည်ဆိုအချိန်တိုင်းကိုပြောရမှာဖြစ်တယ်အချိန်တိုင်းကိုတုံ့ပြန်ရမှာဖြစ်တယ်ကိုယ့်ရဲ့အိမ်လူအိမ်သားကိုယ့်ရဲ့သားသမီးတွေကိုဖယားသခင်ရဲ့အသက်ရှင်တော်မူခြင်းဘုရားသခင်ရဲ့ဥပဒေသားဘုရားသခင်ရဲ့စိုးမခြင်းဘုရားသခင်ရဲ့ပြည့်တဲ့တော်တွေကိုဘယ်နေရာပဲရောက်ရောက်ဘယ်နေရာမှာပဲရှိရှိခရီးသွားနဲ့ပြောရမယ်အိမ်မှာနေနဲ့ပြောရမယ်အဲ့ဒီထားတယ်ဆိုတော့အလုပ်ကိုမရှိလုပ်ကိုမလုပ်ဘူးဣသရေလလူမျိုးတွေတော့ဘုရားမှာထားတဲ့အရာကဘုရားကသူ့ရဲ့သားသမီးတွေကိုအလုပ်ပဲဖြစ်စေခြင်းတင်းပြတဲ့ထာဝရဘုရားကိုကြောက်ရွံ့ရမည်တဲ့သူဘုရားသခင်ကိုကဝတ်ပြုရမည်ရန်ရေးရှိတဲ့စကားဖြစ်တယ်နာမတော်အဖြစ်နဲ့တည်ဆိုခြင်းကိုပြုရမည်အခြားတစ်ပါးသောဘုရားတင်းပတ်တဲ့နေတော်လူမျိုးတို့ဘုရားကိုမစည်းကပ်ရဣသရေလလူမျိုးတွေရဲ့အသက်တာမှာနိဗ္ဗာန်ဘယ်လိုကြုံခဲ့လဲနိဗ္ဗာန်ဘယ်လိုကြုံခဲ့လဲဟမ်မသိဘူးအနေဝိစီကဘယ်နဲ့ကြုံခဲ့လဲဣသရေလလူတွေအချက်ပြပါလဲဟမ်ကြုံခဲ့တာဟုတ်ပြီဣသရေလလူမျိုးတွေကြုံခံရတယ်နိဗ္ဗာန်လေးရပဲထားလိုက်တော့နိဗ္ဗာန်လေးရပုံစံနိဗ္ဗာန်လေးရကြုံခံရတယ်အဲ့ဒီကနေတစ်ဆင့်မောရှေထုတ်ဆောင်ခြင်းအပြင်လွတ်မြောက်သွားပြီနော်လွတ်မြောက်သွားပြီဆိုတော့နုနိပြရဲ့စီရခန္ဓာတွေကိုဘုရားသခင်ကသူတို့ကိုပို့ဆောင်မှာဖြစ်တယ်။သို့တော်လည်းရက်40ကြာခဲ့ရတာဘယ်လောက်ကြာသွားလဲ။အနည်း40ကြာသွားတယ်။အဲ့ဒါအရင်ရေးကြည့်တော့ရက်40ကြာရမယ့်အရာမှာခီးသွားလို့ရက်40ကြာမယ့်အရာကနှစ်ပေါင်း40တောင်မှဝရနဲ့တိုးထဲမှာကျွာလည်နေတဲ့ဣသရေလလူမျိုးတွေရဲ့ဘဝကကျွန်တော်တို့ရဲ့ဘုရားကိုမကိုးစားခြင်းမအားကိုးခြင်းဆိုတဲ့ဘဝနဲ့တွားပြီးဆင့်နေတယ်ဆိုတာကိုမြင်ရတယ်။ဒါကြောင့်မလို့ဣသရေလလူမျိုးတွေကိုဘုရားကတုံ့ပြန်တယ်။နှစ်ပေါင်း40တိုးထဲမှာသူတို့ရဲ့နာမထောင်ခြင်းသူတို့ရဲ့ပုံကံခြင်းသူတို့ရဲ့ဘုရားကိုလစ်လျူရှုခြင်းသူတို့ရဲ့ဘုရားကိုဆက်ကျင်ခြင်းဆိုတဲ့အရာတွေကဘုရားကနှစ်သက်တာမဟုတ်ဘူး။ဘုရားစကားနာမထောင်ဘူးနော်အချင်းချင်းကမောက်မာတယ်ဒါကြောင့်မလို့သူတို့ကိုတုံ့တင်တဲ့ကာလကနှစ်ပေါင်း40ဖြစ်တယ်အဲ့ဒါကဘုရားသခင်ရဲ့ principle သူ့စကားကိုနားထောင်လို့ဆိုရင်ကျွန်တော်တို့အတွက်ဘုရားပြုမဲ့အရာကောင်းခြင်းမင်္ဂလာတွေကအများကြီးရှိတော်များတယ်ဘုရားစကားနားမထောင်ဘူးဆိုရင်တုံ့တင်ခြင်းဆိုတာကလည်းတစ်ခုနဲ့တစ်ခုအချိန်ဆက်နဲ့လာတာဖြစ်တယ်ဒါကြောင့်မလို့ဣသရေလလူမျိုးတွေဘုရားရဲ့ဂတိတော်တိုင်းpromise နဲ့တော့နုနိပြရဲ့စကားခါနဲ့ဒီကိုဝါရှင်အဖြစ်ရောက်လာဖြစ်တယ်။တော်ထဲမှာဘုရားသခင်သူတို့ကိုလည်းဒီလိုရှုထားဘူး။ဘုရားသခင်ကသူတို့ကိုအမြဲတမ်းပါစားခြင်းနဲ့ရေမရှိတဲ့ညမှာလည်းရေရအောင်ဖန်တီးပေးတဲ့ဘုရားဖြစ်တယ်။ခါနဲ့ဒီဝင်တဲ့အခါမှာလည်းသူတို့ကိုဘုရားသခင်ကအတူရှိနေပြီ။နုနိပြရဲ့စကားပြည်ကိုမင်းတို့တွေရောက်ရ promise ကိုဝင်ရမယ်ဆိုတော့ဘုရားသခင်ဂတိတော်ရှိတဲ့အရာကဣသရေလလူမျိုးတွေအတွက်လွယ်လေးတကူလွယ်ကူကူရောရင်းဆိုပြီးတော့ပလုံနဲ့ရောက်သွားမှာမဟုတ်ဘူးသူတို့တွေတိုးရဲမှာရင်ဆိုင်ရတယ်ကြုံရတယ်ခန္ဓာကြီးကိုမဝင်ခင်ဘာလို့ရလဲစစ်တိုက်စစ်တဲ့ချင်းတိုက်ရတယ်ဒီသူတို့ထွက်လာတဲ့လက်ကြီးမှာလည်းသူတို့ရဲ့ရန်တွေတိုက်လို့သူတို့ပြန်တိုက်ရတဲ့အရာတွေလည်းရှိတယ်နော်ခန္ဓာကြီးကိုဝင်စားမှုရန်အတွက်လည်းနေပြည်ခွဲဝင်တဲ့အခါမှာသူတို့တွေတိုက်ပွဲတွေအပြီးရင်ဆိုင်ရတာဖြစ်တယ်သူတို့လည်းဘုရားသခင်သူတို့နဲ့အတူရှိတယ်ဘုရားသခင်လစ်လျူရှုမထားဘူးဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားသခင်ကဣသရေလလူမျိုးတွေနဲ့အတူရှိခြင်းဣသရေလလူမျိုးတွေကိုပြစ်မထားဘူးဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီစကားကဘာလဲဆိုတော့တရားဟောရတဲ့ကျမ်းစာ6ထဲမှာဘုရားသခင်ကပြန်လည်ပြီးတော့သူခန္ဓာ
ရောထွေးနေတဲ့အမှုရာတွေခါချက်ရှင်ချင်းမှုတွေခန္ဓာဒီထဲမှာရောက်ရှိနေတဲ့ဖယားကိုဝရှိကိုးကွယ်ခြင်းတွေခန္ဓာဒီထဲမှာရှိတဲ့အခြားသောလူမျိုးတွေနေချသဘောတဘာဝတွေအရာအလုံးကသူတို့ရဲ့စိတ်ပေါ်မှုပဲဖြစ်တယ်။အဲဒီထက်မှကဘာအရေးကြီးဆုံးလဲဆိုတော့ခန္ဓာဒီမှာpolytheistic ဆိုတဲ့ဖယားညာကိုးကွယ်တဲ့အရာဖယားညာကိုးကွယ်တဲ့အရာကရှိတယ်။သူတို့အီဂျစ်ပြည်မှာလည်းဒါတွေကြုံခဲ့ပါမယ်။အီဂျစ်ဖယားတွေကလည်းသူတို့နဲ့ရင်းနှီးကောင်းရင်းနှီးခဲ့တယ်။ဒါတွေမကသေးဘူးခန္ဓာဒီဝင်စားတဲ့အခါမှာလည်းသူတို့ရင်ဆိုင်ရတဲ့အခါမှာကတော့မတူညီတဲ့ရင်ချင်းမတူညီတဲ့သဘောတဘာဝမတူညီတဲ့ဘာသာစကားမတူညီတဲ့လူမျိုးတွေမတူညီတော့ဒီဖယားအများကြီးတဲ့မှာထာဝရဘုရားကိုဆွဲဆွဲပြင်းပြင်းကနေဖို့ရတဲ့ထာဝရဘုရားကိုမမေ့လျော့ဖို့ရတဲ့ဘုရားသခင်ကမောရှေအားဖြင့်သူ့ရဲ့လူမျိုးတော်တွေကိုမှားထားတာဖြစ်တယ်။ဒါကဘာလဲဆိုတော့ခါနဲ့ဘုရားရဲ့အများကြီးပဲဒါကတော့မောလို့ဘုရားလို့ရှိတယ်နောက်ပြီးတော့ဘာလဘုရားလို့ရှိတယ်ဒါကတော့တစ်ခုတစ်ခုပဲပြတယ်အများကြီးပဲရှိတယ်ပေါ့နော်ဟိုကောက်ပဲနေတဲ့လေပေါ်ကျော်အောင်ဘယ်ဘုရားကိုပူဇော်ရမလဲဘယ်ဘုရားကိုဘယ်အချိန်မှာပူဇော်ရမလဲသာသမီရအောင်ဘယ်ဘုရားကိုပူဇော်ရမလဲဒီမှာဆိုမောလို့ဘုရားဆိုသူတို့ရဲ့သာသမီတွေကိုသွားပြီးတော့ပူဇော်ရတယ်နော်အသက်ရှင်နေတဲ့သူသာသမီတွေကိုမောလို့ဘုရားကိုပြန်နေပြီးတော့ပူဇော်ရတယ်အဲ့တော့သူတို့အောင်မြင်ခြင်းတရားမျိုးဆိုတဲ့အဲ့ဒီ context ကအဲ့ဒီခါနဲ့ဒီမှာရှိခဲ့တဲ့အရာဖြစ်အဲ့ဒါတွေကိုသူတို့ကရင်ဆိုင်ရတယ်ရင်ဆိုင်ရတဲ့အခါမှာတော့ဒီဣရိယာလူမျိုးတွေကလည်းဒီထဲမှာလည်းတချို့တွေဘယ်လိုပြောမလဲအယုံတော်တော်ဖြစ်ပြီးတော့ပါသွားတဲ့အရာတွေလည်းရှိကောင်းရှိမှာအဲ့ဒါတွေကိုဘုရားကနှစ်သက်လာဆိုတော့ဘုရားကလုံးဝမနှစ်သက်ဘူးဘုရားကသူ့ပဲကိုးစားခြင်းနဲ့သူ့ကိုပဲကိုးကွယ်စေခြင်းနဲ့သူ့ကိုပဲစိတ်ကပ်စေခြင်းနဲ့ဒါကြောင့်မလို့နောက်တစ်ချက်ပြီးတော့ယောရှုတယ်လည်းပြောဣသရေလလူမျိုးတွေ hand over လုပ်တဲ့အချိန်မှာဘုရားကယောရှုကိုလည်းဣသရေလလူမျိုးတွေစိတ်ပေါ်တယ်ယောရှုကဘုရားဘက်မှာရက်တည်တဲ့သူဖြစ်တယ်မြေကြီးတစ်ဖက်မှာဘိုးဘီတို့ပြီးတော့ဘုရားသူတို့နေရာအာမောရိပြည်သားတို့ဘုရားများတယ်ဘယ်လိုဘုရားကိုဝတ်ပြုနေရလို့ဒီနေ့ယူကြတော့ငါနေ့ကလာဖြစ်နေထားတော့ဘုရားကိုလာဝတ်ပြုနေဆိုတော့ရှုပ်တဲ့ဆိုတာနော် me and your house my house serve the Lord ဒီနေ့မှာ serve the Lord ဘုရားကိုလှုပ်ကျွေးပြီးမယ်ဘုရားကိုအစိတ်ခံမယ်ဘုရားကိုသာဝတ်ပြုမယ်ဆိုပြီးတော့ယောရှုကစိတ်ပေါ်လိုက်ဒီဘုရားရဲ့အများကြီးရှိတဲ့ထဲမှာယုံကြည်မှုတွေအများကြီးရှိတဲ့ထဲမှာငါနဲ့ငါ့ရဲ့သားကတော့ထာဝရဘုရားကိုပဲကိုးကွယ်မယ်မင်းတို့ကတော့မင်းတို့နဲ့ပြီးဆက်ရရှိတဲ့ဒီဘုရားနာရရှိတယ်မင်းတို့ကဘယ်ရာကိုရွေးချယ်လဲဆိုပြီးတော့ယောရှုကသူ့ရဲ့ဣသရေလလူမျိုးတွေကိုစိတ်ပေါ်တဲ့အရာဖြစ်တယ်ငါနဲ့ငါ့ရဲ့သားဖြစ်တယ်ထာဝရဘုရားကိုသာဝတ်ပြုပြီးအဲ့ဒါကအရင်မှရေးချင်တယ်ဖြစ်တယ်ဒါလို့မြတ်မောင်ကျွန်တော်တို့ရဲ့အသက်ကပါလေငါနဲ့ငါ့ရဲ့သားဖြစ်တယ်ထာဝရဘုရားကိုသာကိုးစားပြီးငါနဲ့ငါ့ရဲ့သားဖြစ်တယ်ပြောကြအောင်ကျွန်တော်တို့လူငယ်တွေကျမ်းစာကြောင့်ပြီးစီအားလုံးထာဝရဘုရားကိုသာကိုးစားပြီးထာဝရဘုရားကိုသာကိုးကွယ်ထာဝရဘုရားကိုသာစက္ကန့်ပြီးထာဝရဘုရားအတွက်သာအစဉ်ခံပြီးအဲ့ဒါအရင်ရေးချင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဘုရားနဲ့ connect ရှိထားပြီလားဘုရားရဲ့ရွေးချယ်ခြင်းဘုရားကျွန်တော်တို့ယုံကြည်သူကိုသခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ကဒီမှာရှင်ဖြစ်ရွေးချယ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဘုရားသားကို automatically ရသွားတာဖြစ်တယ်ဘုရားသားဖြစ်တယ်နော်ဘုရားရဲ့ရွေးချယ်တော်မျိုးက Israel ဖြစ်ခြင်းဖြစ်တယ်သို့တော်လည်းကျွန်တော်တို့ကယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဘုရားရဲ့အနွယ်တော်သားတွေဘုရားရဲ့ဆွေမျိုးဘုရားရဲ့သားသမီးဘုရားရဲ့မိသားစုများဖြစ်သွားပြီဖြစ်တယ် automatically ပဲဒါက auto ဖြစ်သွားတယ်ဂလာတိခန်းကြီးတော်နဲ့16နဲ့19မှာပါပြောထားလဲဆိုတော့အဘယ်သို့နည်းဟုကသူတို့ပေါင်းပြီးယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်သားဖြစ်ကြ၏တဲ့ယေရှုခရစ်ကိုယုံကြည်လို့ကျွန်တော်တို့ကဘုရားသခင်သားဖြစ်သွားတာဖြစ်တယ်ကျွန်တော်တို့ရေကားလီလို့မဟုတ်ဘူးကျွန်တော်တို့နှစ်ချင်းခံယူခြေသက်တဲ့ကြောင့်မဟုတ်ဘူးယေရှုခရစ်ကိုယုံကြည်လို့ဘုရားသခင်သားဖြစ်ကြ၏တဲ့ခရစ်တော်၌ဗတ္တိဇံကိုခံတော်သူရှိသမျှသည်ခရစ်တော်ကိုယုံကြည်ဖို့ဆောင်တော်သူဖြစ်ကြ၏ဗတ္တိဇံကလည်းငါတို့လာနော်ဗတ္တိဇံကိုဘာကြောင့်လဲခရစ်တော်ကိုယုံကြည်လို့ဗတ္တိဇံကိုယူလိုက်တော်သူကခရစ်တော်ကိုယုံကြည်ဖို့ဆောင်တော်သူဖြစ်တယ်ဒါကြောင့်မလို့ဖယားသခင်နဲ့ဆက်ဆံတော်သူဖြစ်သွားတယ်
ခရစ်တော်ရဲ့ဆက်ဆံရေးအာဗြဟံရဲ့မျိုးနွယ်ပဲဖြစ်၍ဂတိတော်သားအမွေခံရဲ့အရာနဲ့တည်ကြတယ်ကျွန်တော်တို့ကအမွေခံနေဖြစ်သွားတယ်နော် inheritance ဘုရားသခင်ရဲ့အမွေခံနေအာဗြဟံကလည်းတစ်စင်းတွေလာလူမျိုးတွေကရမယ်ကောင်းခြင်းနဲ့လားဣသရေလလူမျိုးတွေရမယ်ပိုင်တတ်တဲ့အရာတွေကိုကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်ခြင်းအဖြစ် automatically ရသွားမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့မိသားစုတွေအဖြစ်ကျွန်တော်တို့ကရောက်ရှိသွားတာဖြစ်တယ်ဒီဘဲဝါစာခဏီတော့နေတယ်အင်းဒီကကစုံပြတော်သူဆောက်တော်ကြောင့်ဖြစ်တဲ့အလုံးစုံကိုတိဆောက်တော်သူကဘုရားသခင်ပဲတဲ့တကယ်လည်းဆိုကျွန်တော်တို့ရဲ့မိသားစုကိုကျွန်တော်တို့တိဆောက်တယ်ကျွန်တော်တို့တွေမိသားစုကိုတည်ထောင်တယ်တိုးတက်တည်ထောင်တယ်ဆိုပြီးတော့အကျိုးစကားကြားတယ်သို့တော်လည်းတကယ်လည်းတိဆောက်ပေးတာကအလုံးစုံတိဆောက်ပေးတာဘုရားသခင်ဖြစ်တယ်အိမ်တော်တွေဘလောက်ပဲကြကြဘလောက်ပဲကျွန်တော်တို့တွေဘယ်လိုလဲကြောင်းတဲ့လူတွေချစ်ချက်ပြီးတော့ယူကြတော့များလေဘုရားသခင်ရဲ့တည်မြဲစေမှုမရှိရင်အရာတော်မှာလည်းဒါပဲနော်ဘုရားသခင်ရဲ့ဆောင်မဘုရားသခင်မပါဘူးဆိုရင်ဒီအရာဘလို့မှအနှစ်သာရမရှိဘလို့မှပြောရှင်ချမ်းမြေ့မှုတွေရတာမရှိဘူးဒါကြောင့်မိသားစုမှာဘုရားသခင်ရဲ့မိသားစု Christian family ဘာ Christian family ပြောတာဖြစ်တယ် Christian family ဘုရားသခင်ပါဝင်သောမိသားစုတွေအဓိကတော့ဘုရားမှာက want to know ဘုရားကိုသိဖို့ဖြစ်တယ်နောက်တစ်ချက်က to love ဘုရားကိုချစ်ဖို့ဖြစ်တယ်နောက်တစ်ချက်က to feel ဘုရားကိုကြောက်ဖို့ဖြစ်တယ်နောက်တစ်ခုက to follow ဘုရားရဲ့လမ်းတိုင်းရှောက်ဖို့ဖြစ်တယ်နောက်တစ်ခုက to serve ယောရှုနဲ့သူအိမ်သူအိမ်သားငါနဲ့ငါပြီးတော်ပြဖို့တော့ကိုယ်ကတော်ပြဖို့ကအစစ်ခံနေဆိုပြီးတော့သူက command လုပ်လိုက်တယ်နော်ကျွန်တော်ရဲ့ခက်တာကျွန်တော်တို့ဘုရားသခင်အပြင် Christian family ကိုထူထောင်လိုက်ပြီဆိုရင်ဒီရာအလုံးကကျွန်တော်တို့ရန်ရည်ကြည့်တယ်ဘုရားကိုသိဖို့ကျွန်တော်တို့တွေတုံ့ပြန်ရမယ်တုံ့ပြန်မှုတွေဖြစ်ွက်နေတာကျွန်တော်တို့အိမ်တော်မိသားစုတွေအိမ်တော်ဦးစီးများကျွန်တော်တို့ရဲ့မိသားစုမှာဘုရားကိုသိဖို့ဘုရားကိုချစ်ဖို့ကိုမိသားစုတွေကိုတုံ့ပြန်ဖို့ဖြစ်ွက်နေတာဘုရားကိုကြောက်ဖို့တုံ့ပြန်ဖို့ဖြစ်ွက်နေတာဘုရားရဲ့လမ်းတိုင်းရှောက်ဖို့အတွက်တုံ့ပြန်ဖို့ဖြစ်ွက်နေတာဘုရားသခင်ကိုစက္ကန့်နိုင်ဖို့မိသားစုဝင်တွေကိုနိုးစော်ဖို့ကျွန်တော်တို့တွေပြည့်ဝနေတာကျွန်တော်အိမ်တော်မှာဥဆောင်တဲ့အိမ်တော်ဦးစီးမိခင်ကပဲအဓိကတော့မိခင်ကပဲပေါ့အိမ်တော်ဦးစီးပြောလိုက်ပြီဆိုမိခင်ကပဲဒီအရာကိုအဓိကတော့ဖြစ်တယ်ဣသရေလလူမျိုးတွေကဆိုပြောတဲ့တိုင်းပေါ့စောစောကငေတော်တွေကနေစပြီးတော့နော်အိမ်တော်မှာဖယားကိုတိဖယားကိုကြောက်ငယ်စဉ်အရွယ်ကလေးကနေပြီးတော့သူတို့ကတုံ့တင်ပြီးတော့စနေကောလို့ခေါ်တဲ့ဒီတရားစရက်ကိုသူတို့ကအရင်ရောက်တဲ့ချိန်သူတို့ကပို့ပြီးဆိုတာကိုကျွန်တော်တို့ကနားရဒါကြောင့်ဘုမိသားစုတွေတခါလေမိသားစုမှာသူနဲ့တူပေါ့နော်ဘယ်လိုကောင်းလဲမလေးစားတာတွေကြောက်တာတွေအဲ့လိုမျိုးရှိကြတာပေါ့နော်အမျိုးမျိုးမိဘကိုသာသမီတွေကမယိုသေးတာတွေသာသမီတွေမိဘတွေဘယ်လိုကောင်းလဲအတောက်ကစားတာတွေအငြင်းပွားတာတွေမိဘကိုမှမယိုသေးဘူးဆိုရင်ဘုရားကိုဘယ်လိုလုပ်မိယိုသေးတယ်မိဘကိုမှမကြောက်ဘူးဆိုရင်ဘုရားကိုဘယ်လိုလုပ်ကြောက်အဲ့ဒါခရစ်ယာန်လူငယ်ကြီးဘယ်လိုလုပ်လဲသတိထားနေကြခုခေတ်ကအရန်ကိုတိုးတက်ပြောင်းလဲနေတဲ့ခေတ်အရန်ကိုလူငယ်တွေရွေးချယ်ကြနိုင်ရှိတဲ့ခေတ်မိဘကိုတခါတလေတာသမီတွေကဒါလေးတော့မသိဘူးလားလူကောင်လည်းမိဘတွေကိုပြန်ပြီးတော့ခံပြောတဲ့အရာတွေမိဘတွေကိုစောရကတက်တဲ့အရာတွေမိဘတွေဘက်ကလိုအပ်တာရှိကောင်းရှိမှာပေါ့နော်တချို့တွေမိဘတွေဘက်ကဘယ်လိုခေါ်မလဲလိုအပ်ချက်တွေရှိတယ်သို့တော်လည်းမိဘနဲ့တာသမီဆက်ဆံရေးမှာတာသမီတွေကမိဘတွေကိုလွန်ကျူးစွာနဲ့ပြည်လည်ပြီးတော့ဘလို့ဆင်းဆိုတာတွေအချို့တွေအများကြီးတော့ခရစ်ယာန်မိသားစုမှာတခါတလေရှိတယ်မိဘကိုပြည်လည်ပြီးတော့ဆဲအောင်တော့တဲ့အရာတွေကောင်းကြီးမဖြစ်ဘူးကောင်းကြီးလည်းမရှိဘယ်တော့ပဲဘုရားတော့ကြိုးစားဘယ်လိုပဲဖြစ်ဖြစ် negotiate တော့ရှိတယ် negotiation ဆိုတာမိဘနဲ့တာသမီညှိနှိုင်းခြင်းဆိုတဲ့မိဘနဲ့တာသမီကို shopping ရမယ့်အရာတွေကို shopping နိုင်ရမှာပေါ့နော် shopping နိုင်ရမယ်တာသမီကလည်းသူတို့မိဘကိုတောင်းဆိုနိုင်တဲ့အရာတောင်းဆိုအောင်ဒါကတော့ခရစ်ယာန်မိသားစုတွေဒါကတော့အရေးကြီးတယ်နော်ညှိနှိုင်းတိုင်ပင်ရမယ်ဆွေးနွေးရမယ်ဆုတောင်းရမယ်ကြောင်းတဲ့တရားဖလှယ်ရမယ်
အတွင်းနဲ့ထင်ရမှာဖြစ်တယ်နောက်ကျတဲ့တစ်ချက်ကရွေးချယ်ထားတာဒါသခင်ယေရှုခရစ်ပြောတဲ့စကားဖြစ်တယ်သခင်ယေရှုပြောတဲ့စကားဖြစ်တယ်ရှင်လူကပြောကြတယ်ဒီစနစ်အငယ်50ကနေ53မြေကြီးပေါ်မှာသခင်ယေရှုကြွလာခြင်းကဒီတစ်ချက်ကိုပေးတော့မှငါသည်လာတော့ထင်ကြတော့လေထို့သောတော်လူကငါသည်လာသည်မဟုတ်ချင်းချင်းကွဲပြားစေခြင်းကငါလာသည်ဟုဆိုရင်ဟာရုပ်ရည်ဆိုရှော့ဖြစ်သွားတယ်အချင်းချင်းကွဲပြားစေတယ်နော်တချို့ကျန်တဲ့တွေမှာဘုရားသခင်ကငြိမ်းချမ်းမှုကိုပြုဘုရားသခင်ကြွလာတယ်ဒါမှကျတော့ကွဲပြားစေနေတာလေဆိုတော့နော် controversial ဘယ်လိုကောင်းလဲတွင်းသားဆရာရှိတိုးတော်ရတဲ့ဒါကအတိတ်ပဲရှိတယ်နော်အဘယ်လိုမျိုးကယခုမှစရအိမ်တိုင်နဲ့နေတော်လူ9ယောက်တို့သည်2ယောက်တစ်စု3ယောက်တစ်စုအချင်းချင်းကွဲပြားနေပြီအိမ်တော်မှာ9ယောက်ရှိရင်တစ်ဖွဲ့ကွဲပဲအဘနဲ့သားအမိနဲ့သမီးယောက်ျားမနဲ့ချွေးမအချင်းချင်းကွဲပြားနေပြီကိုပြတော်မူ၏ဒါကယေရှုခရစ်တော်ကြောလာတဲ့အချိန်တုန်းကပြောခဲ့တဲ့စကားသူရှိနေတဲ့အချိန်သူသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာဖြစ်လိုက်တယ်ဆိုတဲ့အရာဒီနေ့မှဖြစ်ပါလေရှိနေတာဖြစ်တယ်အရင်တော့ကလည်းရှိတယ်ဘာကြောင့်လဲဆိုတော့တကယ်ယေရှုဖခင်ကတကယ်ယေရှုခရစ်တော်ဘုရားလောကကိုကြွဆင်းလာတယ်လူသားတွေကိုခံလာပြီးဆိုတာနဲ့မေစီယအဖြစ်တချို့လူတွေကလက်ခံတယ်တချို့လူတွေကမလက်ခံဘူးဒါတော့ဒီသားစုထဲမှာတကယ်ယေရှုကိုကျင့်တဲ့လူတွေရှိတယ်တကယ်ယေရှုကိုလက်မခံတဲ့လူတွေရှိတယ်မိသားစုတွေဂျူးလူမျိုးတွေမှာတော့မေစီယအဖြစ်မလက်ခံတဲ့လူတွေအများကြီးပဲနော်တပါးလူတွေခြံတိုင်းလို့ခေါ်တဲ့တပါးလူသားတွေကယေရှုခရစ်တော်ကိုတချို့လက်ခံကြတာကိုတွေ့ရတယ်ဒါကြောင့်မလို့ဒီကျမ်းစာကပါလဲဆိုသူလာတဲ့အချိန်မှာသူ့ကိုမေစီယအဖြစ်လက်ခံတဲ့လူရှိတယ်မလက်ခံတဲ့လူတွေရှိတယ်သူ့ရဲ့တည်စကားသူ့ရဲ့ဩဝါဒတွေကိုကြိုက်တဲ့လူတွေရှိတယ်ကြိုက်တဲ့လူတွေမရှိဘူးဒါကြောင့်မလို့မိသားစုတွေတေမာရှိတဲ့မိသားစုတွေချင်းချင်းကွဲပြားကြလိမ့်မယ်ဆိုတဲ့အရာကသခင်ယေရှုကပြောခဲ့တာဖြစ်တယ်ဒီနေ့တိတ်ထဲမှာ9ယောက်ရှိရင်2ယောက်တစ်ဖက်3ယောက်တစ်ဖက်ကွဲကြလိမ့်မယ်နော်အဘနဲ့သားအဖေနဲ့သားမိခင်နဲ့သမီးယောက်ျားနဲ့ချွေးမစသဖြင့်ကွဲပြားသွားလိမ့်မယ်ဒါနဲ့မကတဲ့လူခုလက်ရှိအချိန်မှာဒါတွေကဆက်လက်ဖြစ်နေတော့ပဲမိသားစုဝင်တွေမှာတင်တော်ထဲမှာပဲဘောနော်ဘုရားကျောင်းနဲ့ကျောင်းလုံးကျောင်းသွားတဲ့အရာတွေတင်တော်ထဲမှာပဲဂက်ဂနမစုသုံးစုကွဲတဲ့အရာတွေရှိဒီ fundamental conflict အဓိကဒီပဋိပက္ခကမိသားစုဝင်တွေမှာဘိုးကဖြစ်နေဒီခုချိန်ဆိုကစာရလုံးလောက်ကလည်းပြောလို့ရတယ်နော်ဒီဖြစ်လာမယ်ဆိုတဲ့အရာကလည်းမက္ခအနာဂတ်မှာလည်းပြောခဲ့တယ်ခုနှစ်6ချင်းမက္ခအနာဂတ်ချင်းခုနှစ်နဲ့6မှာအကြောင်းကသားတွေဘာတွေလိုဖြစ်နေတယ်အမိဒီသမီးတွေကိုလည်းကောင်းချွေးမတွေကြောက်ကမကိုလည်းကောင်းရန်တဲ့ပြည်ပြီးကိုယ်အိမ်ကိုယ်သားတို့ဒီကိုယ်ရန်ဖြစ်ကြတယ်တိမ်ထဲမှာပဲတောင်းတပြောက်ရန်သူတွေဖြစ်ကြတယ်ဆိုတော့တကယ်ကတော့ဆိုရင်တက်သွားတယ်ဆိုရင်ပါသွားတယ်ငါဒီမိသားစုနဲ့မဆိုင်တော့ငါဒီသင်ဖွဲ့နေပဲငါဒီသင်ဖွဲ့မှာပဲငါပါဝင်မယ်ငါနာမိသားစုနာဖေမေရဲ့မိသားစုကဒါကလူချမှုမရှိဘူးငါတို့တွေကတကယ်ပဲဘယ်လိုခေါ်လဲဖျားမပါဘူးတို့တွေကဘယ်လိုခေါ်လဲလက်ဆိုဒီတို့ထဲမှာရှိတယ်အဲ့လိုတို့တွေပြောတာရှိတယ်တာသမီးတွေကဝိပါဒ်ကိုပြန်ပြီးတော့ပြောတဲ့နေရာတော့ဒီသင်တို့ကတော့ဘာမှအရာမရောက်ပါဘူးဒီသင်တို့ကတော့စစ်မှန်တဲ့တရားစကားကိုမကျွေးနိုင်ဘူးဒီသင်တို့ကတော့ဖြစ်ဖျားမပါဘူးဒီသင်တို့ကလုံးချမှုမရှိပါဘူးစသဖြင့်ဒီကိုထည့်ဆရာမလိုပါဘူးစသဖြင့်အဲ့ဒီတိတော့ပြောတဲ့နေရာတွေရှိတယ်သို့သော်လည်းဘုရားသခင်စတင်ဖြစ်ပေါ်စေတဲ့အသင်းတော်ကိုတင့်နှလုံးသားထဲမှာကျွန်တော်တို့နှလုံးသားထဲမှာအသင်းတော်စတင်ပြီးတော့ form လုပ်တယ်ဆိုတော့ကပထမပြော initiate ပြီးတော့ဟာကျွန်တော်တို့နှလုံးသားထဲမှာစတင်ဘုရားရေးကြည့်တယ်ဒါကြောင့်မလို့မျက်မြင်အသင်းတော်တွေကအမျိုးမျိုးကွဲပြားသွားလိမ့်မယ်မျက်မြင်ဂိုင်းကနာတွေကအမျိုးမျိုးကွဲပြားသွားလိမ့်မယ်ဒီစိတ်မှာတော့လည်းဂိုင်းကနာတွေအမျိုးမျိုးရှိတယ်ပေါ့ဂိုင်းကနာတွေအများကြီးရှိတယ်အဲ့ဒီမှာကျွန်တော်တို့နေ့ချင်းအခြေခံယုံကြည်ချက်ကိုလည်းခံတဲ့အသင်းတွေနဲ့ချိုးနဲ့ပါသွားတယ်အများကြီးပဲဒါကြောင့်မလို့ဖျားစကားကိုကျွန်တော်တို့ကကြားပြီးတော့ကြားရုံပဲတက်တာမဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့ဟိုကောက်တယ်လို့ညီလေးမျိုးပြောခဲ့ဘူးတယ်ပေါ့ညီလေးနှလုံးသားထဲမှာကျွန်တော်
ကြောင့်မလို့ဘယ်ရပဲကြာကျွန်တော်တို့ကပြည့်လက်ဆင်ခြင်အောင်ပြီဘူးအချို့သောသူတွေ online မှာရှိတဲ့ဒေသနာတွေနားထောင်တယ်မနားထောင်ပါလို့မပြောဘူးနားထောင်ရင်ကိုယ်တွေရမှာဖြစ်တယ်သူနားထောင်လို့လည်းပြီးတော့နားထောင်ရုံတက်တာတော့ဟုတ်တယ်မိမိကိုယ်နဲ့ကဒီနှုတ်ကပတ်တော်နဲ့ပြန်ချင်းလို့ဘုရားပြန်ရေးရေးကြည့်တယ်နှုတ်ကပတ်တော်ကလည်းပေါ်ပြတယ်ဟောဒီဆရာကဒီလိုကျဲမှာသူတင်ပါလားဆိုပြီးတော့ပြန်လဲပြီးတော့ကျွန်တော်တို့ကဘုရားဒီဆောင်တယ်လို့ဖြစ်တယ်ကျောင်းတဲ့ရင်းပေါ်ဖို့ရင်လည်းမဟုတ်ဘူးကျွန်တော်ဒီဆရာလို့သုံးတယ်ဒီဆရာမနာဒီဆရာလို့သုံးတယ်ဒီဆရာကမှန်တယ်ဆိုပြီးတော့ကျွန်တော်လက်ခံအောင်လက်ခံတယ်မနေ့ရတယ်အများရှိပါတယ်လက်ခံလို့ရတယ်အများရှိတယ်သို့တော်လည်းထိုးရတယ်ဒီမှာတယောက်နဲ့တယောက်ကွဲပြားသွားဖို့ဒါကြောင့်လို့သခင်ယေရှုတော်ကြောလာခြင်းသခင်ယေရှုတော်ရဲ့ဟောပါတဲ့စကားတွေကတော့အကုန်လုံးကပွတ်တိပဲတော့သခင်ယေရှုရဲ့တုံ့ပြန်တဲ့ကမှန်ကောင်းတယ်သို့တော်လည်းလူတွေရဲ့ပါဇက်တွေကိုပြန်ရောက်တဲ့အခါမှာကွဲပြားမှုတွေကရှိလာတယ်ဒါကြောင့်ယုံကြည်မှုတွေပေါ်မှာဒီလိုကွဲပြားတော့ဒီကျမ်းပိုက်တော့ဒီကျမ်းစာလိုပဲဒီလူကတလူယုံတယ်ဒီလူကတလူသုံးတယ်ဒီလူကတလူယုံတယ်ဒီလူကတလူသုံးတယ်ဆိုပြီးတော့ဒီလိုကြားရုံနဲ့ကွဲပြားတော့တတိယရနောက်တောင်တတိယရမလေးလာကြားရုံနဲ့ကွဲပြားသွားတဲ့အရာတွေအများကြီးရှိတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဘုရားခင်ရဲ့မိသားစုဝင်များကျွန်တော်တို့ဘာတိဘာသာဝင်တွေပဲနဲ့တကယ်ပဲနှုတ်ကပတ်တော်ကိုနားလေနိုင်စွမ်းရှိတော်သူများဖြစ်စေဖို့ရတဲ့မိမိရဲ့အိမ်ဝင်သားများကိုတုံ့ပြန်နိုင်တဲ့သူများဖြစ်စေဖို့ရရန်ရည်ကြည်တယ်ဒါကြောင့်ဒါကလည်းဘုရားခင်ကလိုရှိတော်ရဖြစ်တယ်ဘုရားခင်ကဒီနေ့သူ့ရဲ့သားသမီးတွေသူ့ရဲ့အိမ်သူအိမ်သားဖြစ်တဲ့ကျွန်တော်အရောက်စီတယ်ဘုရားခင်ကအလိုရှိတာဖြစ်တယ်ဒါကြောင့်မလို့အဓိကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်စကားမှာကျွန်တော်တို့အခြေခံထားပြီးတော့တယောက်နဲ့တယောက်မိသားစုမှာယုံကြည်လေးစားတန်ဖိုးထားခြင်းဂရုပြုခြင်းနားထောင်ပေးခြင်းကိုကြီးစောင့်ရှောက်ခြင်းကိုကြီးစာခြင်းဆိုတဲ့နေရာတွေကကျွန်တော်တို့အသင်းတော်မှာမိသားစုမှာအရန်လို့လေမိသားစုကိုပြောလို့အသင်းတော်ကိုလည်းပြောတာဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့အသင်းတော်ဒီမိသားစုဝင်များနဲ့ပူပေါင်းဖွဲ့စည်းထားတော့အသင်းတော်ဖြစ်တယ်။ဒါကြောင့်မလို့နောက်ဆုံးမှာကိုချင်းစာခြင်းဆိုတဲ့အရန်မရေးချင်တော့ကိုချင်းစာခြင်းကိုချင်းမစာဘဲနဲ့ပြောလိုက်တဲ့ရကိုချင်းမစာဘဲနဲ့လုပ်လိုက်တဲ့ရကိုချင်းမစာဘဲနဲ့ဖြစ်ပုံနဲ့ဖြစ်နေတာကတစ်ဖက်သားအတွက်တစ်သက်တာအနာတရားရောက်သွားတယ်ဆိုတာကိုကျွန်တော်တို့မိသားစုဝင်များကအရန်ဂရုစိုက်ဖို့ရတဲ့အရန်ရေးချင် sympathy empathy ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝတက်တာမှာရှေ့ဆက်ပြီးတော့ဖခင်ရဲ့အိမ်သူအိမ်သားများအဖြစ်ရပ်တည်နိုင်ဖို့အတွက်ပထမတစ်ချက်ကအရေးကြီးဆုံးထက်ကအိုင်ရောနဲ့စတဲ့တာတော့ရဘယ်နဲ့ကအတရှောင်းထောင်းလို့နဲ့နတကုန်ထောင်းလို့ကျွန်တော်တို့ရဲ့စိတ်တော်အကျွေးနဲ့ဖခင်ကိုယုံကြည်ကိုးစားလို့ချစ်ဖို့နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အသိဉာဏ်ရှိတဲ့များနဲ့ဖခင်ကိုစက္ကန့်စိတ်ကမှုနဲ့ကြည့်ကြည့်တယ်ခေတ်ကာလတွေကအရင်ပြောင်းလဲသွားပြီခေတ်ကာလတွေအရင်တိုးတက်သွားပြီ emotional intelligence လို့ခေါ်တယ်ကျွန်တော်တို့အတွင်းမှာဖခင်ပေးတဲ့အရာကတဖြည်းဖြည်းရော့ပါတော့ emotional ရေတော့ emotional quotient လို့ပြောတာပေါ့နော် emotional quotient ကျွန်တော်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကျွန်တော်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးခြင်းကို emotional intelligence ကဘယ်လာပေါ်မှာမိမိပါလဲဆိုတော့ artificial intelligence ကိုခေါ်တဲ့အခုခေတ်မှာအများကြီးသုံးနေကြတယ် AI လို့ခေါ်တဲ့ artificial intelligence အဲ့ဒါကတော့အများကြီးသုံးတယ်ပေါ့နော်လူတိုင်းလူငယ်တွေပညာသင်ယူတဲ့လူတွေဆိုရင်သုံးတဲ့ AI ဆိုရင် AI ဆိုဒီမှာ artificial intelligence ကျွန်တော်နည်းပညာဖြစ်တယ်ကျွန်တော်တို့သင်ယူလာတဲ့ပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍလူမှုရေးကဏ္ဍဆက်သွယ်ရေးကဏ္ဍကျွန်တော် transportation သွားတာချင်း manufacturing ကျွန်တော်ကုန်ထုတ်လုပ်ငန်းဒီ AI နည်းပညာတွေပဲအကုန်တော့အသုံးပြုပြီးတော့နိုင်ငံတွေတိုးတက်ကြတယ်ဒါကျွန်တော် AI ကိုသိတာတော်တော်လေးကိုနောက်ကျတယ် AI အသုံးပြုတဲ့အရာတွေနော်စက်ရုံလုပ်ငန်းတွေကျွန်တော်ပညာရေးနဲ့ပဲသို့သော်လည်းအဲ့ဒီ artificial intelligence လို့ခေါ်တဲ့ AI ကကျွန်တော်တို့မှာရှိတဲ့ emotional intelligence emotional quotient ကိုဖုံးသွားပြီဆိုကျွန်တော်တို့ကဖျားကိုတိကျွ
ဆက်သွယ်မှုကြီးဆိုတဲ့အရာကလုံးဝကိုမြင်ပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီပတ်ဝန်းကျင်ကလည်းပြင်ကန်းလာတဲ့အရာကိုကျွန်တော်တို့ filter နဲ့စစ်ဖို့ရတဲ့အတွက်ကတော့ဘတ်တော်နဲ့ပဲကျွန်တော်တို့ကစစ်ရမှာဖြစ်တယ်ကျွန်တော်မိသားစုဝင်တွေဖခင်ရဲ့တမန်တရားနဲ့ကနေမလွဲဖို့ဖခင်ရဲ့တမန်တရားနဲ့ကနေမလွဲဖို့ရအတွက်အရင်ပဲရည်ကြည်တယ်ဒါကြောင့်မို့ဒီနေ့မှာတော့ကျွန်တော်တို့တူနဲ့တူဒီရန်ပြီးဖို့တူနဲ့တူနားထောင်ပြီးဖို့မိသားစုနဲ့မှာတက်တဲ့တောင်နားထောင်ပြီးတော့ချိန်ပြတော့မိသားစုနဲ့မှာတက်တဲ့တရားကုညီဖို့ရအတွက်အချိန်မပေးနိုင်တော့ဘူးနိုင်ငံကြီးတွေကိုယ့်ရဲ့မိဘတွေကိုကြည့်ရှုနိုင်လို့အတွက်လူဝေယုံတွေမှာတော့ပွားပြီးအားရတဲ့အချိန်မအားတော့မှားကြတော့တိုးတက်ကောင်းလဲလာတဲ့အများစူးစမ်းရတယ်ရုန်းကန်ရတယ်နော်အကျွေးတွေဆက်တယ်နော်နိုင်ငံကြီးတွေဆိုလည်းသူ့နဲ့ရှိတယ်နော်ကာတူအေဂျင်စီတွေinsurance တွေစသဖြင့်စတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့တန်ဖိုးထားတဲ့မိသားစုကိုကျွန်တော်တို့မိသားစုတဲ့ဘုမမေ့မိသွားဖို့အတွက်မိသားစုတဲ့ဘုမမေ့မိသွားဖို့အတွက်ရည်ကြည်တယ်။ဒါကြောင့်မို့ခရစ်တော်ရဲ့မိသားစုဖခင်သခင်ရဲ့မိသားစုများအဖြစ်ကျွန်တော်တို့အသင်းတော်မှာတည်ရှိခြင်းဟာဖခင်သခင်ကကျွန်တော်တို့ကိုနေခွင့်ပြုတယ်ပေါ့နော်။နေခွင့်ရတဲ့ဒီကမ္ဘာလောကကြီးထဲမှာကျွန်တော်တို့မိသားစုဝင်တွေကိုပြန်လည်သုံးသပ်တယ်။ဒုစရိုက်ကိုယ်မှာရှိတဲ့ဒုစရိုက်တွေကိုပြင်မယ်။ကိုယ်မှာရှိတဲ့မကောင်းမှုတွေကိုပြင်မယ်။မိမိကိုယ်နဲ့မှာရှိတဲ့မကောင်းသောအမှုရာတွေကိုပယ်ပြီးတော့ဘုရားသခင်ထံတော်ပြန်လာမိသားစုနဲ့တူတိုးဝင်ရယောဘဝတ္ထုခန်းကြီး27မှာမိမိရဲ့ဒုစရိုက်ကိုပယ်ရှားရဲ့ရမကောင်းခြင်းမင်္ဂလာနော်ရှင်ကိုကြောက်တဲ့နေရာစသဖြင့်ကောင်းခြင်းမင်္ဂလာတော့ဘုရားရှင်ကိုဒီတက်မှာရှိတဲ့ကြောက်ကိုပဲပေါ်ပြစေနေဆိုတဲ့အရာနော်ဘုရားသခင်ရဲ့ principle ဘုရားရှင်ရဲ့ဤဥပဒေကမိမိမှာရှိတဲ့အိမ်မှာရှိတဲ့မကောင်းတဲ့အရာတွေမကောင်းမသိတော်တဲ့အရာတွေဖယ်ရှားမှုဆိုရင်မိမိရဲ့အိမ်ကိုအိမ်သားတွေနဲ့မိမိကဘုရားသခင်ရဲ့ကောင်းခြင်းမင်္ဂလာကိုတကယ်ပဲခံစားရမှုတွေဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှာတော့လောကဘက်တော်နဲ့နေပဲဝေမျှလိုက်ပါတယ်ကြောင့်ဆက်တဲ့ကောင်းပြီးပါစေကိုတို့ကနာအသေးနောလောချရဲ့ဒီစာချ